cinematic ဖြစ်ဖို့အတွက် editing မှာအရေးကြီးဆုံးချက်ကကပ်ပါ။နေ့ကတော့ကျွန်တော်ရိုးရှင်းရှင်း cinematic က3ခုကြောင်း share လုပ်ပေးသားမှာဖြစ်ပါတယ်။ဆိုတော့3ခုလုံးကရိုးရှင်းရှင်းလေးပေါ့နော်ကျွန်တော်ခက်ခဲတခုမှမပါဘူး။ဒါပေမဲ့ဒါလေးကိုသိချလို့ရှိရင်ကိုယ့်ရဲ့ editing ကအများကြီးပိုပြီးကောင်းသွားပါလိမ့်မယ်။အရင်ဦးဆုံးအနေနဲ့ cut ဆိုတာဘာမှမသိဘူးဆိုလို့ရှိရင်တော့ video တစ်ခုကိုဒီလိုမျိုးဖြတ်ပြီးတော့ cut လိုက်တာဒါမှမဟုတ် video နှစ်ခုကိုဒီလိုမျိုးဖြတ်ပြီးတော့ဆက်လိုက်တာမျိုးကို cut လို့ခေါ်ပါတယ်။ပထမဦးဆုံးတစ်ခု sharing လုပ်ပေးချင်တာတော့ action cut ပါ action cut ဆိုတာတော့ကျွန်တော်တို့ movement တစ်ခုခုလုပ်နေတဲ့အချိန်ဒါမှမဟုတ် action တစ်ခုခုလုပ်နေတဲ့အချိန်မှာ cut လိုက်တာပေါ့ဥပမာပြောရရင်ထိုင်လိုက်မယ်ထိုင်လိုက်တဲ့အချိန်မှာထိုင်လို့မပြီးခင်မှာကျွန်တော်တို့ cut လိုက်တယ် cut ပြီးတော့နောက်ထပ်တစ်ခုပြောင်းလိုက်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး cut ပြီးရဖို့ဆိုရင်ကျွန်တော်ရိုက်ခရဲက3-4ခုရိုက်ထားဖို့လိုတယ်ကင်မရာအရှိမထားတာတစ်ခါဘေးမှာထားတာတစ်ခါအနောက်မှာထားတာတစ်ခါစသဖြင့်ပေါ့နော်အဲ့အလေးတွေကိုကျွန်တော် edit ထမ်းနဲ့ထည့်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီထိုင်လိုက်တဲ့အချိန်ပေါ့နော်ဒီထဲမှာထိုင်နေတဲ့အချိန်ကိုကျွန်တော်ဖြတ်လိုက်လို့ရှိရင်တော့မှ smooth ဖြစ်တဲ့ shot မျိုးရတယ်ပေါ့နော်အဲ့ action cut မှာကျွန်တော်တို့ထိုင်ရတဲ့အချိန်ကိုသတိထားဖို့လိုပါတယ်ဥပမာထိုင်ပြီးမှကတ်မိသွားတာတို့မထိုင်ခင်ကတ်လိုက်တာတို့မျိုးဆိုရင်ကြည့်ရတာအဆင်မပြေဘူးပေါ့နော်ဆိုတော့ smooth ဖြစ်အောင်လို့ကျွန်တော်တို့ HR detail လေးကြည့်ပြီးတော့ကတ်ရပါတယ်အဲ့လိုကတ်မျိုးကို action cut လို့ခေါ်ပါတယ်ဒီလို action cut ကို wide medium close up shot နဲ့လည်းပေါင်းပြီးတော့သုံးလို့ရပါတယ် wide medium close up ကဘာလဲမသိဘူးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီအရင်ဗီဒီယိုကိုတွားကြည့်လို့ရတယ်ပေါ့နော်ဒုတိယတစ်ခုကတော့ speed cut ပါ speed cut ကတော့များသောအားဖြင့်ဇက်ရှိန်မြင့်တဲ့အခါမှာသုံးတယ်ပေါ့နော်ကျွန်တော်သုံးတာပေါ့တော်တော်များတဲ့ဇက်ရှိန်မြင့်တဲ့အခါမှာသုံးကြပါတယ်သူက video ရဲ့ speed ကိုမြန်အောင်ချိန်ရတာမဟုတ်ပါဘူးဒီကတ်တွေကိုမြန်ကတ်ကြရပါတော့တစ်ခုနဲ့တစ်ခုကြားမြန်ဖြတ်လိုက်ရတာပေါ့ဆိုတော့ speed cut ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီ tension တစ်ခုဇက်ရှိန်တစ်ခုပေါ့နော်ဒီမှာတစ်ခုအကြီးကျယ်ဖြစ်နေပြီဆိုပြီးတော့ viewer ပြောရတာပေါ့နော်ဒီဟာကိုသုံးတဲ့နေရာမှာသတိထားဖို့လိုပါတယ်မလိုအပ်ဘဲနဲ့အများကြီးသုံးလို့ရှိရင်message အားနောက်တယ်ပေါ့နော်နောက်တစ်ခုကတော့ silent cut လို့ခေါ်ပါတယ် silent cut ဆိုတော့သူ့နာမည်အတိုင်းပဲအတန်တိတ်ကတ်ပေါ့နော်ဒါတော့ကျွန်တော်က speaker တွေရဲ့နောက်မှာသုံးလို့ရှိတယ် speaker တွေရဲ့နောက်မှာအခုလိုမျိုး silent cut ကိုသုံးလိုက်လို့ရှိရင် silent cut ရဲ့ super power ဘာဖြစ်သွားလဲဆိုတော့ viewer ကိုကျွန်တော်နောက်ထပ်လာမယ့်အရာကိုအာရုံစိုက်ခိုင်းတာပေါ့နော်ဒါပေမဲ့လူတွေရဲ့အကျဉ်းကိုပဲလိုက်နေတဲ့အခါအမကဒီမှာ silent ဖြစ်သွားပြီတခုခုလာတော့မယ်အာရုံစိုက်ပေါ့တခုခုလာတော့မယ်တခုခုပြောတော့မယ်ဆိုတော့နောက်ပြောမယ်အရာနောက်လာမယ်ဒိုင်ယာတော့ဒါမှမဟုတ်နောက်လာမယ် scene တခုကို viewer ကိုအာရုံစိုက်စေပါတယ်ဆိုတော့ဒါကတော့ silent cut ရဲ့အစွမ်းပေါ့နော်ဒါတွေမကသေးပဲကိုကတခြားကတ်တွေပါလိလာခြင်းနဲ့ဆိုရင်တော့ G-cut, L-cut, Jam-cut, Match-cut စသဖြင့် AL ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ်မေးပြီးတော့ကျွန်တော်တို့လေ့လာလို့ရပါတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာလောက်ရတာအရိုးရှင်းဆုံးနဲ့အလွယ်ကူဆုံးကတ်လေးတွေကိုပဲ sharing လုပ်ပေးတာဖြစ်ပါတယ်နောက်တစ်ခါ video လုပ်တဲ့ခါကျရင်ဒီကတ်လေးတွေကိုစမ်းသုံးကြည့်ပါကျွန်တော်တို့ပို့ပြီးတော့အများကြီးပို့ပြီးတော့ကောင်းလာတော့တွေ့ရပါလိမ့်မယ်ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တာကကိုယ်တယောက်တည်း edit မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ edit ထဲမှာ land နေပြောင်းနေမယ်ပေါ့နော်တဝက်လောက်ရလို့ရှိရင်ဟာဒီ video ရဲ့ကောင်းပါမလားအဓိပ္ပာယ်ရောရှိရလားစသဖြင့် land ပြောင်းနေလိမ့်မယ်ပေါ့နော်ဒါပေမဲ့အမစိုးရင်မှလည်းဒါပုံမှန်ပဲပေါ့နော်အဲ့လိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့တစ်ခုခုကိုယ်ပိုင် style ကိုဖန်တီးနေရလို့မှတ်ထားလိုက်ပါတခြားလိုတဲ့အရာတွေအများကြီးရှိရလေနော်ဆိုတော့အဓိပ္ပာယ်ရှိရတစ်ခုခုဖန်တီးနေရလို့မှတ်ထားလိုက်ပါအဲ့လိုမျိုးဂျင်းနဲ့ချက်တဲ့ရောက်နေပြီဆိုရင်ရလာတဲ့ result ကလည်းကိုယ့်ကိုယ်ဂျင်းနဲ့ဖို့ကောင်းနေပါလိမ့်မယ် anyway ဒီ video လေးကတော့ဒီလောက်ပါပဲတခြားသိပညာလေးရှိရဆိုရင် comment ထဲမှာမှတ်ထားခဲ့လို့ရပါတယ်ဆိုတော့ yeah good luck